ကျော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်ကတော့ကိုချက်ပေါင်း channel ကနေကျွန်တော်မရှိလို့ကိုပြန်လိုက်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ရှေ့ကတင်ခဲ့တဲ့ဗီဒီယိုဖိုင်တော့ပေါ့နော်ကျွန်တော်ကဘာလဲဆိုတော့တစ်ပတ်စာချိုင်းပေါ့ဗျာချိုင်းကိုတင်ပေးတာပေါ့တော့တစ်ပတ်စာချိုင်းကိုတင်ပေးတာအဲ့မှာမြန်လေဆိုလို့ရှိရင်ကျွန်တော်အဲ့အောက်မှာကျွန်တော် Telegram link ပေးထားတယ်ပေါ့နော်အဲ့ link ကနေလေကျွန်တော်မရှိလို့တွားကြည့်လို့ရတယ်ပေါ့နော်အဲ့မှာကြည့်စီရလို့ရတယ်လို့ပေါ့နော်မရဘူးဆိုရင်လည်းဗီဒီယိုကြည့်လဲရပါတယ်ကျွန်တော်အဖွင့်လေးတစ်ရက်စာပေါ့နော်တရက်စာပဲတင်တယ်ဗျနေ့တိုင်းတော့မတင်ပြဘူးပေါ့နော်တင်တယ်ဆိုတာကလည်းအားလို့ရှိရင်လို့တင်ရတာတစ်မျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်ပေါ့နော်ကျွန်တော်ကတွက်မယ်ပေါ့ဗျာကျွန်တော်ကအခုဆိုရင်12နာရီခဏတိတ်စီကိုကျွန်တော်ကတွက်ပြမှာပေါ့နော်တွက်ပြမှာဆိုတော့ကျွန်တော်ဒီမှာအခုလိုပေါ့နော်9ရဲ့10ရဲ့ကျွန်တော်ကပေါင်းလိုက်ခွန်ပေါ့နော်ခွန်နဲ့9နဲ့ပေါင်းရင်ကျွန်တော်တို့က6ရတယ်အဲ့လို3လုံးပေါင်းချင်း6ရတာကပေါ့နော်ကျွန်တော်တို့စီမှာကျွန်တော်တို့2 3 1ပေါ့နော်3လုံးပေါင်းချင်းကလည်းကျွန်တော်တို့စီမှာ6ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ပြင်ကိုတွားမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့က9ရဲ့4ရဲ့6ရဲ့ပေါ့နော်3လုံးပေါင်းချင်းကကျွန်တော်တို့က9ရတယ်အဲ့ဒီ3လုံးပေါင်းချင်း9ရတာကအခုလိုမျိုးပေါ့နော်4ရဲ့3ရဲ့2ရဲ့ပေါင်းချင်းကလည်း9ဖြစ်ပါတယ်အဲ့တတ်မှတ်ပြီးတော့ကျွန်တော်တို့မြန်မြန်လေးနဲ့တွားမယ်ဆိုရင်196ပေါ့နော်3လုံးပေါင်းချင်းကကျွန်တော်တို့စီမှာ6ရတယ်အဲ့ဒီလို3လုံးပေါင်းချင်း6ရတာကကျွန်တော်တို့ကအခုလို4နဲ့8နဲ့ပေါင်းချင်းက2ပေါ့နော်အဲ့3လုံးပေါင်းချင်းကိုကျွန်တော်တို့က6ဖြစ်နေတာမို့လို့ကျွန်တော်ကပါလဲဆိုတော့4ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့12နာရီထိတ်စီက4ထိတ်ဖြစ်ပါတယ်အဲ့တိတ်စီပြီးသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကနောက်ပိတ်ကိုတွက်တဲ့အခါမှာလည်းကျွန်တော်ကကြိုတင်ပြင်ဆင်ပြီးလုပ်ထားတာမို့လို့အခုလို3နှစ်ကိုပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့က3ရတယ်အဲ့ဒီလို3လုံးပေါင်းချင်း3ရတာကဒီလို6ရဲ့8ရဲ့ပေါင်းချင်းက4ဒီ9နဲ့လာပေါင်းလိုက်တော့ကျွန်တော်တို့စီမှာ3ရပါတယ်အဲ့တော့ကျွန်တော်တို့နောက်တွင်ကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့4ရဲ့9ရဲ့ပေါင်းချင်းက3နဲ့4နဲ့ပေါင်းတာကကျွန်တော်တို့က8ရဘောနော်ခွန်ပေါ့နော်ခွန်ရပါတယ်အဲ့တော့အဲ့လို3လုံးပေါင်းချင်းခွန်ရတာကကျွန်တော်တို့စီမှာဒီ6ရဲ့ဒီ2ရဲ့ပေါင်းချင်းကကျွန်တော်တို့က8ခွန်ဖြစ်နေတာတော့ဒီတော့ဒီမှာ9ပေါ့ဗျာနော်အဲ့တော့ဒီ3လုံးပေါင်းချင်းကကျွန်တော်တို့ကခွန်ရတာမို့လို့ဒီ3လုံးပေါင်းချင်းလည်းခွန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က12နာရီနောက်ပိတ်ကိုတွက်လိုက်တဲ့အခါမှာကျွန်တော်တို့က8နဲ့9နဲ့ပေါင်းချင်းကကျွန်တော်တို့ကခွန်ပေါ့နော်ခွန်ကျွန်တော်က4နဲ့ပေါင်းလိုက်တော့1ပေါ့နော်အဲ့တော့1ရပါတယ်အဲ့လို1ရတာကကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းပေါ့ဗျာဒီနှလုံးပေါင်းချင်းက6ပေါ့နော်အဲ့တော့1ဖြစ်ရှင်တာမို့လို့ကျွန်တော်ဗာထည့်လိုက်တယ်ဆိုတော့9ထည့်လိုက်တယ်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့12နာရီတကော့ကောင်းအနေနဲ့ကတော့ထုံးတဲ့တိုင်းပဲ4-5ဖြစ်ပါတယ်အဲ့တော့4-5ကိုကျွန်တော်တို့ကအခုလိုမျိုးလေးပေါ့နော်ကျွန်တော်ကဒီတွက်ကြစေနေတာပေါ့နော်ကျွန်တော်တို့က4-5အရင်ကကျွန်တော်တို့ကျွန်တော်တို့ထုံးတဲ့တိုင်းပဲပေါ့နော်ကျွန်တော်တို့9-5ရယ်9-5နဲ့9-40 4-3-90ပေါ့ဗျာအဲ့တော့ကျွန်တော်ဒါကပါလဲဆိုတော့အရန်ကွက်ပေါ့โอเคအဲ့တော့ကျွန်တော်ကညနေခင်း4နာရီခွဲကိုကျွန်တော်ထပ်မှန်ပြီးတော့သွားမယ်ဆိုတော့ကျွန်တော်တခါတည်းပဲကြိုတင်ပြီးတော့ကျွန်တော်ပြင်ထားလိုက်တယ်အဲ့တော့ကျွန်တော်ကထပ်မှန်ပြီးတော့ကျွန်တော်တို့ပေါင်းမယ်အခုလို4-1-9 3လုံးပေါင်းချင်းဒီကျွန်တော်တို့က4ရတယ်အဲ့တော့3လုံးပေါင်းချင်း4ဖြစ်တာမဟုတ်ဒီလို3လုံးပေါင်းချင်းကလည်း4ဖြစ်တယ်အဲ့တော့ထပ်မှန်ပြီးတော့ဒီလို9 3လုံးပေါင်းချင်းဒီ20ခုဖြစ်တာမို့လို့ကျွန်တော်တို့ကဒီမှာလည်းခုံဖြစ်ပါတယ်ထပ်မှန်ပြီးတော့1-9-1ပေါင်းချင်းဒီ1ဖြစ်တာမို့လို့ကျွန်တော်တို့ကဒီခွန်နဲ့6နဲ့ပေါင်းချင်းက3ပေါ့နော်တိဖြစ်ချင်တော့ကျွန်တော်က8ထည့်လိုက်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့12နာရီခွဲတိတ်စီရရှစ်ထိပ်ပြပါတယ်အဲ့တော့ကျွန်တော်ကတော့20နဲ့ပြတာဖြစ်တဲ့အတွက်ကြောင့်အမေးစလိုအနေနဲ့ကြိုက်ရင်လည်းထိုးပါမကြိုက်ရင်လည်းမထိုးပါနဲ့နောက်တစ်ခုအနေနဲ့ကျွန်တော်ကဗာလဲဆိုတော့ဒါ20နဲ့ဒါအမေးစလိုတွက်တိနားလဲအောင်ပြခဲ့သလိုပေါ့နော်အများစုပေါ့နော်ကျွန်တော်ပေးလိုက်တွက်ပြလိုက်လို့20လေးတွေတက်တိနားလဲသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါဂရုမှလည်းဒီပုံစံပဲတစ်ခါတလေကြရင်အရေးကြီးတုတ်ပြန်အနေနဲ့ကျွန်တော်ကကနန်းကောက်တင်တာလေးတွေရှိတယ်ပေါ့နော်ကောက်တင်တဲ့ခါကျတော့လည်းမှန်တဲ့ခါလည်းမှန်သွားတယ်ပေါ့ဗျာကျွန်တော်အောက်မှာကျွန်တော် Telegram group link လေးကိုပေးထားတယ်စိတ်ဝင်စားရင်လာ join ပါစိတ်ဝင်စားရင်မ join ပါနဲ့ထပ်မှန်ပြီးတော့ကျွန်တော်တို့ကထပ်မှန်ပြီးသွားမယ်ဆိုရင်အခုလိုမျိုးပေါ့နော်နောက်ပိတ်ကိုတွေ့တဲ့အခါမှာ6 3-6-3ပေါ့နော်ပေါင်းချင်းဒီ9ပေါ့နော်ဒီ3လုံးပေါင်းချင်းကလည်း9ပေါ့နော်အခုလို4နဲ့3ပေါ့ပေါင်းချင်းဒီလည်း9ဒီလို3လုံးပေါင်းချင်းကလည်း9ဖြစ်ပါတယ်ဒီလို3လုံးပေါင်းချင်း6ဖြစ်တာမို့လို့ကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းက9 6ဖြစ်ရှင်တော့ကျွန်တော်ကခွန်ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့12နာရီညနေခင်း4နာရီတကွက်ကောင်းအနေနဲ့ကတော့8ခွန်တကွက်တည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်က8ခွန်ကိုကျွန်တော်တို့ကပေါ့နော်အဲ့ကျွန်တော်ကဒီ8ခွန်ကိုကျွန်တော်ကထပ်မှန်ပြီးတော့ကျွန်တော်ကအသေးစိတ်ပြန်ပြီးခွဲခြားစိတ်ပြလိုက်တဲ့အခါမှာကျွန်တော်ကအစူပါ3ခွန်1ခွန်8နဲ့8-3-3နဲ့ဆိုပြီးတော့ရပါတယ်โอเคလောက်ဆိုအဆင်ပြေဖြစ်တဲ့ကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်ဒီမှာလည်းနားလည်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်